အားလုံးပဲမင်္ဂလာပါကျွန်တော် NSC ကွန်ရာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မျှဝေသွားမှာတော့ကွန်ရာနဲ့ printer နဲ့ဘယ်လိုချိတ်ဆက်ရမလဲဆိုတာကိုကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ဒါကလည်းကျွန်တော် printer ထုတ်တတ်တဲ့အကွေ printer ဝယ်တာပဲဖြစ်ဖြစ်တခြားလူရဲ့ printer တော့သုံးနေချိန်မှာကိုယ့်ရဲ့ ကွန်ပျူတာနဲ့ printer နဲ့ဘယ်လိုမှချိတ်ဆက်လို့မရဘူးဆိုရင်မဖြစ်မနေတည်ထားတင်ပါတယ်ဗောနော်ဟုတ်ပြီဒါဆိုကျွန်တော်တို့ပထမအဦးဆုံးဘာလို့မလဲဆိုတော့ဗောနော်ဟုတ်ပြီကျွန်တော်ဥပမာ printer ဝယ်တာပဲဖြစ်ဖြစ်တခြား printer ကိုပဲငှားတာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် printer အသစ်ဝယ်တဲ့လူတိုင်းကတော့ printer ရဲ့ driver ခွေပါလာပါလိမ့်မယ်အဲ့ဒီ driver ခွေအရေးကြီးပါတယ်နော်တခါကျတချို့ second တွေဝယ်လိုက်တဲ့ driver ခွေတွေမပါလာဘူးပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့ driver တွေပြန်ထည့်ရတယ်အဓိကကကျွန်တော်တို့ကဒီကိုယ့်ရဲ့ printer နဲ့ computer နဲ့ချိတ်ဆက်လိုက်ရုံနဲ့တခါတည်း connection မရပါဘူးเนาะချိတ်ဆက်လို့မရပါဘူးကျွန်တော်တို့ကဘာပြန်လုပ်လဲဆိုရင်ဒီ driver ပြန်တင်ပေးရပါတယ်နော်ကျွန်တော်ကွန်ပျူတာမှာဘယ်လို device ပဲပြန်တော့ကျွန်တော်တို့ကဒီ driver တွေပြန်ထည့်ရတယ်အဲ့တော့ကျွန်တော် juice ချိတ်ဆက်တဲ့နေနေတာတော့ကျွန်တော်မပြောတော့ပါဘူးနော် printer ထုတ်တဲ့ပြီဆိုကြရင်တော့ကျွန်တော်တို့ကဒီ juice တွေကတော့တည်ပြီးသားဖြစ်မှာပါအဲ့တော့ laptop ပဲဖြစ်ဖြစ် desktop ပဲဖြစ်ဖြစ်ကျွန်တော်ဒီ USB ကတော့ကွန်ပျူတာမှာ USB ဆိုတာနဲ့ကျွန်တော်သွားပြီးထိုးလိုက်ရပြီသူက3 point ပေါက်တွေ2 point နေမလို့ပါဘူးเนาะကြိုက်တဲ့ပို့မှာသွားပြီးတော့ထိုးလိုက်လို့ရတယ်ဒီဘက်ကခေါင်းကကျတော့ကျွန်တော်တို့ဘယ်မှာသွားတက်မလဲဆိုရင်printer မှာတော့တက်မှာပါเนาะသူတချမ်းဆောင်လေးဒီမှာပေးထားတာမလို့အပေါက်လေးကိုတေချာငုံကြည့်လိုက်လွဲနေတော့ထည့်လို့တော့မရပါဘူးเนาะအဲ့ဆိုသူကတည့်သွားပြီဆိုဒါလေးဝင်သွားတယ်အဲ့ဆိုကျွန်တော်တို့ကဒီ printer ကိုကျွန်တော်တို့ဒါကတော့အတိပဲဖြစ် second ပဲเนาะကိုယ့်ရဲ့ printer မှာprinter စတက်ပြီဆိုကြရင်ကျွန်တော်တို့ဒါတွေမဖြစ်မနေလောက်ရမယ်เนาะဟုတ်ပြီပြီးတော့ကျွန်တော်တို့က printer ဖွင့်ထားပေးရမယ်ဖွင့်ထားပြီးတော့ရင်ကျွန်တော်ကခွေရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကသူ့ရဲ့ driver ခွေပါတယ်ဆိုကိုယ့်ရဲ့ computer တွေကိုထည့်အဲ့မှာပြဿနာဘယ်ရစလဲဆိုတော့ဒီနောက်ထုတ်တဲ့ laptop တွေတော်တော်များများမှာကျွန်တော်တို့ကDVD drive မပါတော့အဲ့ဆိုကျွန်တော်တို့ကခွေ driver ခွေမောင်းလို့မရတော့ဘူးပေါ့နော်ပြီးတော့ကျွန်တော် gaming case တွေဆင်ထားတဲ့လူဆိုရင်တော့ကျွန်တော် DVD drive မပါဘူးပေါ့အဲ့ဆိုကျွန်တော်တို့ခွေရသုံးလို့မရတော့အဲ့ဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်ဒီ internet ကတော့လိုမယ်ပေါ့နော် internet ကနေကျွန်တော်သွားပြီးတော့ download ဆွဲရပါမယ်အခုကျွန်တော်နမူနာအနေနဲ့ကျွန်တော်ဒီ printer ကိုနမူနာဆန်းလိုက်မယ်ကျွန်တော် Amazon ပေါ့နော် EPSONကျွန်တော်ကြိုက်တဲ့ printer မှာဆိုအတူတူပဲเนาะAmazonကျွန်တော်ဒီမှာကျွန်တော်ရဲ့ဟာဒီမှာတစ်ခါလေးတွေ့တယ်เนาะN3210ပါเนาะအဲ့ဒါကျွန်တော်ဒီမှာ driver download ပေါ့ဒီအကယ်၍အခုလိုမျိုးမပေါ်လာဘူးဆိုရင်တော့ကိုယ်တိုင်အစအဆုံးရေးရမှာပေါ့เนาะကိုယ့်ရဲ့ model နဲ့အခုလိုတွေ့လာပြီဆိုတော့တစ်ချက်နှိပ်လိုက်မယ်အဲ့ဒီထဲမှာကျွန်တော်ကဒီဒါဆိုတော့ Amazon link อ่ะပေါ့เนาะကြိုက်တဲ့ link နဲ့ကျွန်တော်တွားပြီးတော့ download ဆွဲလို့ရတယ်အဓိကကကျွန်တော်အဆင်ပြေပြေနဲ့ရောက်လာဖို့ပါเนาะဟုတ်ပြီဒီမှာတစ်ချက်နှိပ်လိုက်ပြီကျွန်တော်အပေါ်ဆုံး website တွေပဲဝင်လိုက်တယ်เนาะအဲ့မှာကျွန်တော်တစ်ခါတလေကျရင်လည်း download ဆွဲလို့လွယ်တာတွေလည်းရှိတယ်တစ်ခါကျရင်မလွယ်ကူတာတွေလည်းရှိတယ်ပေါ့เนาะဟုတ်ပြီလိုင်းရကြာသွားလားမသိဘူးဟုတ်ပြီဒါဆိုကျွန်တော်ခဏလေးအချိန်လေးတော့နည်းနည်းလေးတော့စောင့်လိုက်ပေါ့เนาะကျွန်တော်တို့ဒီမှာ10မိနစ်လောက်တော့စောင့်နေရတယ်လိုင်းကြာသွားတယ်เนาะအဲ့ဆိုဒီမှာကိုယ့်ရဲ့ computer ရဲ့ operating system ရှာရမယ်ကျွန်တော် Windows 10လား Windows 11လားပေါ့เนาะကိုကြိုက်တဲ့ Windows ကိုဒီမှာသွားပြီးတော့ရှာပါမယ်เนาะကျွန်တော်ဒီမှာWindows 11ကဒီမှာတွေ့ပြီเนาะကျွန်တော် computer Windows 11ဖြစ်နေ Windows 11သုံးလိုက်တာပါကိုကတော့ Windows 10 7 8ဒီမှာကြိုက်တာယူလိုက်ပါเนาะဟုတ်ပြီ Windows 11ကိုကျွန်တော်တစ်ချက်နှိပ်လိုက်တယ်ပြီးတော့ကျွန်တော်ဒီမှာ9ဆိုတာလေးကျွန်တော်ထပ်ပြီးတော့နှိပ်ကြည့်လိုက်ပါမယ်အဝိုင်းလေးထက်လည်းထပ်ပြီးတော့စောင့်လိုက်ပါဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီမှာပေါ်လာခဲ့ပြီပေါ့နော်ပေါ်လာခဲ့ရင်ကျွန်တော်ကဒီ sorry ဒီမှာအခုလိုမျိုးလေးဖြစ်နေလေ plus ကိုနှိပ်ပြီးတော့ကျွန်တော်ဒီကနေdownload တော့ဆွဲလိုက်လေရတယ်နော်ဒီကနေကျွန်တော် download တော့ဆွဲတခါတလေကြာရင်လေအခုကျွန်တော်ဆွဲတာဒီမှာဘာဖြစ်နေလဲဆို Amazon scan smart ဖြစ်နေတယ် download တော့ဆွဲတာကြည့်လိုက်တယ်ပေါ့နော်ကျွန်တော်အလုံးမလုပ်ဘူးဆိုတော့ကျွန်တော်နောက်တနည်းနဲ့ကျွန်တော်ပြန်ပြီးတော့ပြောင်းတော့ဆွဲရမှာပေါ့လေနော်ဟုတ်ပြီဒါဆိုကျွန်တော်ပထမနေရာမှာဆိုရင်အခုလိုမျိုး recommend ပေးထားတဲ့ဟာလေးရှိတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာဒီ driver ကို download ဆွဲလေးရတယ်ဒီမှာ driver တီးတန့်လေးရှိပါတယ်နော်ဒီ driver တီးတန့်တဲ့နေမှာကိုကြိုက်တဲ့ printer driver ကိုဒီမှာပြန်ဆွဲလိုက်ပါဆွဲထားတာတော့မမှားပါဘူးကျွန်တော်အဆင်ပြေတဲ့ဟာသုံးမယ်ခဏနေကကျွန်တော်ဆွဲလိုက်တဲ့ဟာဘာဖြစ်နေလဲဆိုရင် scan ဖြစ်နေပါတယ်အဲ့ဆိုတော့ဒီနေရာမှာဒီမှာ scanner driver ကျွန်တော်အဲ့ဒါမလို့တော့เนาะဒီကောင်လေးလို့တာမလို့သူ့ကိုပဲကျွန်တော် download ထပ်ပြီးတော့ဆွဲလိုက်ပါမယ်ဟုတ်ပြီဒါဆိုရင် website အသစ်မှာအခုလိုလေးပေါ်လာရင်ကျွန်တော်တို့ကဒီမှာ I agree ဒီ license software ဖြစ်ချောင်းပေါ့ဗျာနော်အဲ့ဒါလေးကျွန်တော်ဒီမှာရွေးရတယ်ရွေးပြီးတော့ကျွန်တော်ဒီမှာ download ဆိုတာလေးထပ်နေပေးလိုက်ပါဒါဆိုသူနောက်တဲ့ website တစ်ခုလေးထပ်ပေါ်လာရင်ဒီမှာ download ဆွဲသွားပါရင်နော်ကျွန်တော်ဒီမှာခဏနဲ့ download ဆွဲတာမရဘူးတဲ့အဲ့ဆိုအဲ့ဒီပြဿနာကိုကျွန်တော်ဒီမှာဖြေရှင်းအောင်မယ်ဒီကောင်လေးခဏစောင့်ကြည့်လိုက်အောင်မယ်နော်မရရင်ကျွန်တော်ဘယ်လိုလုပ်အောင်လဲဆိုတော့လေးပြန်ပြောပေးမယ်โอ
ဟုတ်ပြီဒါဆိုကျွန်တော်ဒီမှာဆွဲလိုက်တာမရဘူးเนาะ download ကပြီးသွားတယ်ဘာကြောင့်မရတာလဲဆိုတော့ကျွန်တော်ပြောပေးမယ်เนาะအခုလိုဖြစ်သွားတာကကျွန်တော်ဒီမှာ record လုပ်နေနေဖြစ်သွားတာပိုကောင်းသွားပါတယ်ဘာလို့လဲဆိုကျွန်တော်အခုဒီဆွဲတတ်တဲ့မှာကျွန်တော်အဆင်ပြေသွားခဲ့တယ်တော့ညာလဲဒီမိတ်ဆွေတို့ကိုယ်တိုင်လုပ်တဲ့ချိန်ကကြာရင်ပေါ့เนาะအခုလိုမျိုးအဲ့ဒါတွေတက်လာရင်ဘယ်လိုဖြည့်ရှင်းရမှန်းမသိဘူးဖြစ်သွားလိမ့်မယ်အဲ့ဆိုပို့ပြီးတော့အလုပ်ရှုပ်သွားတယ်အဲ့ဒါဘာကြောင့်လဲဆိုကျွန်တော် Windows 10 သမားတွေကတော့ဖြစ်မှာတော့မဟုတ်ဘူးပေါ့เนาะကျွန်တော် Windows 11ကဒီသူ့ရဲ့ဒီကျွန်တော်အခုသုံးထားတဲ့ဟာက Microsoft Edge ကျွန်တော်ဒီကောင်ပိတ်လိုက်တော့မယ်เนาะကျွန်တော် Microsoft Edge ကိုသုံးထားတာဖြစ်တယ်နော် Microsoft Edge ဒီ browser ကိုသုံးပြီးတော့ကျွန်တော်ဖွင့်လိုက်တာဖြစ်တဲ့အတွက်သူက software ကို download ဆိုရင် virus လို့သတ်မှတ်ပြီးတော့သူက computer ကိုပေးမထည့်ဘူးအဲ့ဆိုတော့ကိုယ့်ရဲ့ computer မှာ Google Chrome တော့လိုအပ်ပါလိမ့်မယ်နော်အဲ့ဆိုကျွန်တော် Google Chrome နေဝင်လိုက်ပါကျွန်တော်အခုလို error တက်သွားတာဟိုပို့ပြီးတော့ကောင်းသွားတယ်လို့ပြောရမယ်နော်မဟုတ်ဘူးဆိုရင်အဆင်ပြေသွားရင်မိတ်ဆွေတို့သုံးနေချိန်ကကျရင်မရမှာဆိုလို့ပါနော်အဲ့ဆိုဒီမှာ Google ရောက်ပြီခဏနေရလို့ပဲကျွန်တော်ပြန်ရှာလိုက်မယ်နော်EPSON Epson ဒီမှာ driver download ပါနော်ကိုယ့်ရဲ့ model number ကိုဆွဲခဏနေရကျွန်တော်ဝင်ခဲ့တဲ့နေရာကိုပဲပြန်ဝင်လိုက်မယ်နော်ဒီမှာ Epson နော် interior လို့ရေးထားနေတူပါတယ်သူထဲဝင်လိုက်ပါနော်ဒီမှာလည်းရှိပါတယ်နော်ဒီမှာလေးလည်းရှိတယ်ဆိုကျွန်တော်ခဏဆွဲတဲ့နေရာလေးအဆင်ပြေတယ်နော်အဲ့ဆိုဒီထဲပဲဝင်လိုက်မယ်နည်းနည်းလေးတော့ကြာတယ်ကိုယ့်ရဲ့ကွန်ပျူတာမှာကျွန်တော်စောင့်လိုက်ပါတော့ကျွန်တော်ဒီမှာအရင်ကြာသွားမှဆိုကျွန်တော် record တွေကိုခဏခဏရက်ထားပါတယ်ဒါဆိုရင်အခုလိုမျိုးလေးပေါ်လာလိမ့်မယ်နော်အခုလိုပေါ်လာခဲ့ပြီဆိုကျွန်တော်ခဏနဲ့ပြောသလို Windows ရွေးလဲရတယ်နော်ကျွန်တော်ဝင်လိုက်ရင်ရွေးလိုက်ရင်ခဏလို့တဆင်းချုပ်သွားမှဆိုကျွန်တော်အောက်ကိုလင်းလိုက်ဒီမှာ driver ဆိုတာလေးတွေ့လာလိမ့်မယ်နော် driver ကိုတစ်ချက်လေးနှိပ်လိုက်မယ်ပြီးတော့ရင်ကျွန်တော်ဒီမှာကဘာဖြစ်နေလဲအော်350ဖြစ်နေကျွန်တော်ဝင်တာမှားတာလားအော်ဝင်တာမှားသွားတာခဏလေးပြန်ဆောင်လိုက်နော်ဒီကျွန်တော်ခဏနဲ့ model number မှားသွားလို့နော်အဲ့ဆိုဒီနားကျွန်တော်ရောက်လာပြီခဏလိုပဲကျွန်တော် driver ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါအဲ့မှာကျွန်တော်တို့ကအပေါ်က scanner ဆိုတော့သူက scan ရောအလုပ်လုပ်တာပေါ့နော်ကျွန်တော် printer scan ရောအလုပ်လုပ်ဒါလိုတယ်ကျွန်တော်လောလောဆယ်ဒီကောင်လေးပဲနမူနာဆွဲလိုက်ပါမယ်နော် download ဆိုတာလေးနဲ့နောက်တစ် website တစ်ခုထုတ်ဝင်သွားပါလိမ့်မယ်ပထမတစ်ခေါက်ပြသလိုပဲခဏလေးတော့စောင့်ကြည့်လိုက်ပါနော်ဟုတ်ပြီပြီးတော့ဒီမှာ magic လေးတက်ပါပြီးတော့ရင်ကျန်တာတော့ဘာမှပြောင်းစားမလို့နော်ဒီမှာ69 MB ပဲသူတောင်းမယ်ဒါကသူသုံးလွှဲတဲ့ OSD အကုန်လုံးပေးထားပါတယ်နော်ပြီးတော့ရင် download ဆိုတာလေးတစ်ချက်နှိပ်ပါဟုတ်ပြီဒါဆိုကျွန်တော်ဒီ down နားလေးမှာ download ဆွဲသွားပါလိမ့်မယ်ဒီမှာဒါလေးတခြားစောင့်မယ်နော်ကျွန်တော်ဒီမှာဟိုတချို့လည်းပြောတာပေါ့နော်ပြောရင်လိုရင်းမရောက်တော့ဘူးအခုလိုကျွန်တော်လိုရင်းမရောက်ရတဲ့အကြောင်းရင်းတွေရှိတယ်ဘာကြောင့်လဲဆိုရင်တခါကျရင်လေကျွန်တော်ပြောပြလိုက်တဲ့အချိန်မှာအဆင်ပြေချောမွေသွားတာတွေရှိတယ်ဒါပေမဲ့မိတ်ဆွေတို့ကိုယ်တိုင်လည်းလုပ်တဲ့အချိန်ကကျရင်အဲ့လိုအဆင်ပြေချောမွေမှုမရှိဘူးပေါ့နော်အခါကျရင်ဒါဘလို့ဖြစ်သွားတာလဲဘလို့ဖြစ်တာလဲဆိုရင်ပြန်မမီးရအောင်လို့ကျွန်တော်တခါတည်းကြိုက်တယ်အခုလိုမျိုးerror တွေတက်သွားတာပါပိုကောင်းပါတယ်နော် error တက်သွားတယ်ဆိုရင်ဒါဆိုရင်ပြောမယ်ဆိုကိုယ့်ရဲ့ကွန်ပျူတာထဲမှာ Google Chrome ရှိဖို့လိုအပ်တယ် Google Chrome ထဲမှာ download ဆွဲလို့အဆင်ပြေတယ် Windows 10 သမားတွေကတော့ပြဿနာမဖြစ်ဘူးလို့ထင်ပါတယ်နော်ဘာလို့လဲဆို Windows 10တွေက update မလာတော့ဘူးလေဒါကြောင့်မို့ကျွန်တော် Windows 11 သမားဆိုရင်11 သမားတွေကြုံခဲ့တယ်ဆိုရင်တော့ Google Chrome တွေအခုလိုမျိုး download တော့ဆွဲပါကျွန်တော်ပြတဲ့အတိုင်းဒီတီချာလေးအစားဆုံးကြည့်ဖို့တော့လိုအပ်ပါတယ်เนาะအခုလောလောဆယ်တော့ကျွန်တော်ဒီကောင်လေးခဏလေးစောင့်လိုက်ပါအောင်မယ်ဟုတ်ပြီဒါဆိုကျွန်တော်ဒီမှာပြီးသွားခဲ့ပါပြီเนาะဒီမှာ download လေးပေါ်သွားပြီအဲ့ဆိုဒီကနေလည်းတိုက်ရိုက်ဖွင့်လို့ရတယ်เนาะကျွန်တော်အခက်မသိလို့ဒီနားမှာမနှိပ်တက်ဘူးဆိုရင်လည်းကျွန်တော်တို့ဘယ်နာသွားရှာလိုက်မလို့ this PC ထဲဝင်ထုံးစံနဲ့ကျွန်တော် download file ထဲမှာသွားရှာပါ download file ထဲဒီမှာပေါ်လာပါပြီเนาะအဲ့ဆိုကျွန်တော်ဒီကောင်မ run ခင်မှာကျွန်တော်ခဏဟာလေးပြန်တတိပေးပေးမယ်ကျွန်တော် printer ကိုဖွင့်ထားပေးပါပြီးတော့ကျိုးနဲ့ printer နဲ့ဒီ computer နဲ့ကိုချိတ်ဆက်ထားပေးပါเนาะပြီးတော့ဒီကနေနှစ်ချက်နှိပ်ပြီး run လိုက်ပါเนาะကျွန်တော်ဒီမှာထပ် run ပြပေးတာတကယ်တော့ကျွန်တော် computer မှာကဒီကောင် run ပြီးသားကြီးပါเนาะဟုတ်ပြီအဲ့ဆိုသူက run တာတော့မခက်ဘူးเนาะအဲ့လိုတွေပဲဒီမှာဒီကျွန်တော်က run ပြီးသားပဲဖြစ်လို့လားတော့မသိဘူးလွယ်နေတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာเนาะကျွန်တော်နောက်တစ်ခေါက်ပြန် run ကြည့်လိုက်တော့အခုလိုမျိုးလေးကြာလာတယ်ဒါလေးတွေက auto update software ဆိုတော့ဒီကောင်လေးတွေအမှန်ချစ်တက်ထားလိုက်ပါเนาะပြီးတော့ okay လို့ထပ်နေလိုက်မယ်ပြီးတော့ဒီမှာ language ရွေးရမှာเนาะကျွန်တော်ခဏနေတင်ပြီးသားဖြစ်နေအောင်ကျွန်တော်နောက်တစ်ခေါက်ပြန်လုပ်လိုက်တာပါဟုတ်ပြီဒီလိုလေးထပ်ကြလာရင်ကျွန်တော် I agree လို့နှိပ်ပါ okay လို့နှိပ်ပေးပါဒါဆိုသူ printer ကို install လုပ်ပါလိမ့်မယ်เนาะဒါလေးလည်းကျွန်တော်အချိန်လေးတွေကြာတတ်သည့်အတွက်စိတ်ရှိလက်ရှိလေးနဲ့စောင့်ပေးဖို့လိုတယ်ကျွန်တော်ကတော့ဒီမှာ record ကိုခဏရပ်ထားပေးပါမယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်ဒီမှာအချိန်နှင်းငယ်လေးစောင့်လိုက်မယ်ဆိုအခုလိုမျိုး setup is complete ဆိုတာလေးပြီးသွားပါပြီ okay လို့နှိပ်လိုက်ပါနော်ဒါဆိုကျွန်တော် driver မောင်းလို့ပြီးသွားပြီအဲ့ဒီ driver အလုံးလုံးမလို့ဆိုကျွန်တော်ဘယ်လိုထပ်ဆန်းရမလဲဆိုရင်ကျွန်တော်ကိုယ့်ရဲ့ software တစ်ခုဖွင့်ပြီးတော့မှ print လုပ်ရမှာပါနော် control P လို့နှိပ်လိုက်တယ်ပြီးတော့ကျွန်တော်ဒီနေရာမှာရွေးရမှာဖြစ်ပါတယ်เนาะကိုသွင်းလိုက်တဲ့ install လုပ်လိုက်တဲ့ printer ကိုဒီမှာပြန်ရှာပေးပါကျွန်တော်ကဒီမှာအခုတင်လိုက်တဲ့ဟာဒီမှာလေးပေါ့เนาะဒီမှာ M310 ဒီကောင်းလေးရွေးလိုက်ရင်ကျွန်တော်ရဲ့ printer ရသွားပါပြီဒီမှာ ready လို့လည်းပေါ်ပါတယ်ချိတ်ဆက်ပြီးတော့ကျွန်တော် print ထုတ်ပေးလိုက်ရုံပါเนาะဟုတ်ပြီအဲ့တော့သူကတော့
မခတ်ပါဘူးလွယ်လွယ်လေးပါပဲเนาะ printer ရှိတာတော့လွယ်တယ်အကယ်၍ကျွန်တော် printer driver တွေလည်းတင်ပြီးသွားရင်เนาะတင်ပြီးသွားတော့မှနောက်ထပ်ဘယ်လိုပြဿနာကြုံနိုင်လဲဆိုရင်ဒီနေရာမှာလာပြီးတော့မပေါ်တာတွေရှိတတ်ပါတယ်မပေါ်လာခဲ့တာပဲဖြစ်ဖြစ်အကယ်၍ကျွန်တော် print ထုတ်တဲ့အချိန်မှာအလုံးမလုံးခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ဘယ်လိုသွားပြီးတော့ဖြည့်ရှင်းရမလဲဆိုရင်ဒီနောက်ထပ်တစ်နည်းပေါ့နော်နောက်ထပ်တစ်နည်းကျွန်တော်ဆိုရင်ဒီဓာတ်ပုံတစ်ပုံလောက်ကိုကျွန်တော်တို့ရှာလိုက်မယ်နော်အခုမှဒီကောင်းပေါ်မှာဒီဓာတ်ပုံကျွန်တော် right click နှိပ်တယ်ပြီးတော့ရင်ကျွန်တော်အဲ့ဒီဓာတ်ပုံကနေမှ print လုပ်လိုက်မယ်နော်ဒါရဲ့ print လုပ်လိုက်တဲ့သဘောပါပဲနော်အဲ့ဒီ print ပြီးတော့ရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အကယ်၍ဒီနေရာမှာအခုလိုမျိုးမပေါ်လာခဲ့ဘူးဆိုရင်ပြောတာနော်ကိုယ့်ရဲ့ printer မတက်လာဘူးဆို install printer တွေကိုဝင်မှာကျွန်တော်ပြန်ပိတ်လိုက်မယ်နော်ကျွန်တော်နည်းနည်းလေးမြန်သွားတယ်ပြလိုက်တာမမြင်လိုက်ပါဆိုလို့ဒီမှာ print ဆိုတာလေးနှိပ်လိုက်မယ်နှိပ်ပြီးတော့ရင်ကျွန်တော်ဒီ printer တွေကိုဝင်မှာအောက်ဆုံးမှာ install printer ဆိုတာလေးဝင်လိုက်ပါဒီလိုလေးကြားလာလိမ့်မယ်နော်ဒီလိုကြားလာပြီးတော့ရင်ကျွန်တော်ဒီကိုယ့်ရဲ့ printer နဲ့ချိတ်ဆက်ထားတဲ့ဟာလေးတွေသူ note လာပြီးတော့ပြလိုက်မယ်နော်အဲ့ဒါလေးကျွန်တော်နောက်တစ်ခါတော့ပြန်ပြီးတော့စောင့်ကြည့်ကြအောင်အဲ့တော့လုံးလုံးပေါ်မလာခဲ့တော့ဘူးဆိုတော့ဒီအောက်ကဟာလေးနေလိုက်တော့မယ်နော် the printer that I want is list ဆိုတဲ့ဟာလေးရွေးလိုက်မယ်နော်ရွေးပြီးတော့ရင်ကျွန်တော်တို့ကဘယ်ကောင်လေးရွေးလိုက်မလဲဆိုရင်ဒီအောက်ဆုံးတစ်ခုရွေးလိုက်မယ်နော် add a local printer ဆိုတဲ့ဟာလေးကျွန်တော်တစ်ချက်ရွေး next လို့နှိပ်မယ်ပြီးတော့ဒါဟို printer ပေါ့ကဘယ်နာထိုးထားလဲဆိုတဲ့ဟာကိုပြန်ရွေးရမှာပေါ့နော်ကျွန်တော်တို့ကဒီနေရာမှာဟိုဒီဟာတွေမရွေးနဲ့ USB ဆိုတဲ့ဟာလေးတွေရှာပြီးတော့ရွေးပြီးเนาะကျွန်တော်တို့ဒီမှာတွေ့နေတယ်အကယ်၍မေးဆိုတာမတွေ့ခဲ့ဘူးဆိုတော့ဒီနာတစ်ခုခုရွေးပေးလိုက်ပါเนาะတစ်ခုခုရွေးပြီးတော့ကျွန်တော် next ဆိုတာလေးနဲ့တွားပေးရမှာပါဒါလို့ဒီလိုမျိုး next လို့ရွေးပြီးသွားခဲ့ပြီဆိုရင်ကိုယ့်ရဲ့ driver ဒီနားမှာပေါ်နေမယ်ဒီမှာ Canon လား Epson လားစိတ်ကြိုက်ရွေးပြီးတော့ကိုယ့်ရဲ့ printer ရဲ့ model ကိုရွေးလိုက်ပါရွေးပြီးသွားခဲ့ပြီဆိုကျွန်တော်ဒီမှာ next ဆိုတာလေးထပ်နှိပ်လိုက်မယ်ဒါကတော့ကျွန်တော်ရှိပြီးသားကြီးပေါ့เนาะအဲဆိုဒီမှာလဲလုတ်ပြီးသားဆိုကျွန်တော်ဒီဟာလေးပဲထပ်ပြီးတော့နှိပ်လိုက်ပါမယ် next ဒါဆိုဒီမှာ printer လုပ်ပြီးသွားမယ်ဒါကတော့ကျွန်တော် print attach ဆိုတာ printer ကနေမှကျွန်တော်နမူနာစမ်းထုတ်တာပါ finish လို့လုပ်လိုက်ပါเนาะရပြီဆိုကျွန်တော်တို့ခဏနေရဒီမှာလဲ print ထုတ်လို့ရပါပြီเนาะအဲဆိုကျွန်တော် print ဒီခဏနေရသုံးခဲ့တဲ့ကျွန်တော်တို့ဒီ Microsoft Word file တစ်ခုလောက်ပြန်ဖွင့်လိုက်နော်ဖွင့်ပြီးတော့ edit ကနေကျွန်တော် print လေးနမူနာလေးစမ်းပြီးတော့ထုတ်ကြည့်ကြအောင်control P ပေါ့နော် control P print လုပ်လိုက်မယ်ပြီးတော့ဒီနေရာမှာကိုထုတ်မဲ့ printer အမျိုးအစားဒီမှာပြန်ပြီးတော့ပြန်ရွေးပြီးပါနော်ဟုတ်ပြီဒါလေးဆိုကျွန်တော်တို့ရမယ်လို့ထင်ပါတယ်နှစ်နည်းပါเนาะကျွန်တော်ဒီနေရာမှာစိတ်ရှိလက်ရှိလေးနဲ့ကျွန်တော်ဟိုနည်းနည်းလေးတော့ရှည်ပါတယ်เนาะစိတ်ရှိလက်ရှိလေးနဲ့ပြောပြထားပြီးတယ်ကိုယ်တိုင်လည်းလို့မရဘယ်နည်းနဲ့မရဘယ်လိုလုပ်မလဲဆိုတာလေးတခါတည်းပြောရတာဖြစ်တဲ့အတွက်အစအဆုံးလေးကြည့်ပေးပါเนาะတချို့ကလည်းကျွန်တော်လိုရင်းမရအောင်လို့ပြောထားတယ်လေးရှိနေလို့ပါလိုက်လို့ကြည့်ပါမရတာရှင်ကျွန်တော်ဟိုအခက်ကလေးတွေရှိရင်တော့ကျွန်တော်ပြန်ပြီးတော့ပြောပေးပါเนาะအားလုံးအဆင်ပြေကြပါစေခင်ဗျာ